ဟုတ်ပြီနော်ကျွန်တော်ဒါအပေါ်မှာကျတော့နော်ခဏနဲ့ထည့်ရမှာနော်ကိုကုမ္ပဏီနာမည်ကိုခဏနဲ့ထည့်ရမှာအောက်မှာကျတော့ထုံးစံတိုင်းကျွန်တော်ဒီကိုကုမ္ပဏီရဲ့ဖုန်းနံပါတ်ထည့်မယ်နော်ဖုန်းနံပါတ်ထည့်ပြီးတော့ဆိုတာနဲ့စုငီရဒါနေလိုက်ကြမယ်နော်စုငီရနေလိုက်မယ်ဒါကြတော့ဒီမှာကျတော့ဒါကိုယ့်ရဲ့မှာကတ်ကနော်ဗီဇာကြိုက်တာလားဒီမာစတာကြိုက်တာလားဒီ GCB ကြိုက်လားပေါ့နော်ဒါကျွန်တော်တို့ကတော့ဒါဗီဇာပဲယူလိုက်တယ်နော်ဗီဇာပဲယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဇာပဲလောက်တာများပါတယ်နော်ဟုတ်ပြီနောက်တစ်ဆင့်အနေနဲ့စင်ကြီးဗီဇာပဲယူနောက်တစ်ဆင့်အနေနဲ့ဒါကတော့ကတ်ဒီဇိုင်းနော်ကိုကြိုက်တဲ့ကိုဒီဇိုင်းပေါ်ကိုရွေးပေါ့ဗျာနော်ကိုဒီဇိုင်းကိုကြိုက်တဲ့ဒီဇိုင်းကိုရွေးပြီးတော့ဆိုရင်စင်ကြီးနေလိုက်မယ်နော်ကတ်ပေါ်မှာကိုနာမည်ပေါ့နော်ကိုနာမည်တေချာပေါ့ဒါမှားနေလိမ့်မယ်နော်မှားနေရဆိုရင်ဒါပြင်လို့ရတယ်နော်မှားနေတယ်ဆိုရင်ကိုဇိုင်းလူကတ်တဲ့အတိုင်းနော်ဇိုင်းလူကတ်တဲ့အတိုင်းကိုနာမည်ပြင်မယ်အောက်မှာကျတော့ဒါကိုနာမည်ပြင်ပြီးသွားပြီဆိုတော့ဒီကိုဒီကတ်ရမှာပေါ့နော်password နော်ကိုဒီ password ရိုက်ထည့်ရမယ်နော်ဟုတ်ပြီရိုက်ထည့်ပြီးသွားပြီဆိုတော့စင်ကြီးရနှိပ်မယ်ဒိုးရှိတဲ့စင်ကြီးရပေါ့နော်နှိပ်ပြီးသွားတော့ဒါမိုးရှိခွန်ပြီနော်ကျွန်တော်တို့ဒါဒီမိုးရှိခွန်ပြီကဟုတ်ပြီနော်ဒါအကုန်ထည့်ပြီးသွားပြီဆိုတာနဲ့ဒါကျွန်တော်တို့ဒါမိုးရှိခွန်ပြီခန်းလျောပေါ့နော်မိုးရှိခွန်ပြီဒါခန်းလျောဒါမဖြစ်သေးဘူးနော်မိုးရှိခွန်ပြီခန်းလျောမဖြစ်သေးဘူးသူကဒီခက်ခွန်းလေးလောက်ခိုင်းတာနော်ခက်ခွန်းလေးလောက်ခိုင်းတာကိုနာမည်တွေမှားနေဆိုရင်ဒါပြန်ပြင်နော်ဒါမှန်တယ်ကိုမှန်တယ်သူကကိုမှန်တယ်ကိုမှန်သွားရတဲ့ကြောင့်သူကဒီခက်ခွန်းလေးလောက်ခိုင်းတာနော်အဲနိုင်ရောကိုခက်ခွန်းလေးစုလို့နှိပ်မယ်နော်နှိပ်ပြီးသွားပြီဆိုတာနဲ့ဒါသူကအဲနော်အဲအကုန်လုံးခက်ခွန်းလေးလောက်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီအောက်မှာအောက်မှာဒိုးရှိတဲ့မိုးရှိခုံမျိုးပေါ့နော်ဟိုနဲ့ပွားဖြစ်ပြီးသွားဆိုရင်သူတို့စီမင်းထားတဲ့အတိုင်းလက်ခံပါရဲဆိုပြီးတော့မိုးရှိခုံမျိုးလုပ်မှာဖြစ်တယ်နော်လုပ်ပြီးသွားဆိုရင်ဒါဒီနေရာမှာနော်ဒီနေရာမှာကျွန်တော်တို့ဒါကိုမှာကိုလုပ်ချင်တဲ့ credit card နော်ကိုလုပ်ချင်တဲ့ credit card design ရောပါအကုန်ရွေးပြီးသွားဆို credit card လျှောက်တာတော့ပြီးပြီဒီ credit card နဲ့သုံးထားတဲ့အကုန်လုံးပတ်စံနေအကုန်လုံးကိုစားနဲ့တိုးလို့ကိုလုပ်လိုက်မယ်ကိုစားတိုးလို့ကိုနှိပ်လိုက်မှာပေါ့နော်ကိုတိုးလို့ကိုနှိပ်ဖို့ကိုမှရှိတဲ့ခိုးစားပေါ့နော်ကျွန်တော်ယူချောတော်တော်များများတော့ယူချောပဲရှိမယ်တယ်မှာနော်ကျွန်တော်နှိပ်ပြီးတော့ဒါ online Suzuki Studio ကိုနှိပ်မယ်နှိပ်ပြီးတော့ဆိုတော့ဒါသူတို့ကဒီသူ့ရဲ့ online website တွေကိုပြောင်းသွားလိမ့်မယ်နော်ယူချောကင်းကို website အဲ့ဒါကိုယူမယ်ရွေးသွားဆိုတော့ဒါခင်ယူကိကဒီအပြရောင်လေးအပြရောင်လေးကိုနှိပ်လိုက်မယ်နော်ပြရောင်လေးနှိပ်ပြီးသွားပြီဆိုတော့ဒါတွေကနော်အမှရရနော်အကောင်လေးဒိုးကြီးနော်ဒိုးကြီးကြည့်အပြရောင်လေးကိုနှိပ်လိုက်နော်ဒါဒိုးကြီးပိတ်လိုက်မယ်နော်ဒီအတိုင်းဘန်ကက်ပေါ်မှာရှိတဲ့ဟာပေါ့နော်ဘန်ကက်ပေါ်မှာရှိတဲ့ဟာတွေကိုထည့်ရမှာပေါ့နော်သူပြောရဆိုတော့ဒါစုံကြီးဒါကြတော့ကက်ရှူးကတ်တိုနော်ကက်ရှူးကတ်တိုမှာရှိတဲ့ဒါနောက်ဆုံးလုံးပေါ့နော်နောက်ဆုံးလုံးဆိုတာတိတ်သွားဆိုတော့နောက်မှာကိုဒီနောက်တစ်ခါကျတော့ okay ဆန်မှာဒန်ဝမ်ဘန်ကိုကကိုဒီဘန်ကက်6တုံးကထည့်ထားတဲ့ဒန်ဝမ်ဘန်ကိုထည့်မယ်နော်ဒန်ဝမ်ဘန်ကိုထည့်ပြီးဆိုတော့ message နဲ့ကိုကိုဖုန်းနံပါတ်ကို message ရလာလိမ့်မယ်နော်အဲ message ကိုပြန်ထည့်ပြီးတော့ဒါone time password ဆိုတာကိုဖုန်းနံပါတ်ကိုကြာလာမယ် message ပြော message ထည့်မယ်နောက်တစ်ခုကကျတော့ bank ရဲ့ password ထည့်ပြီးသွားပြီဆိုတာနဲ့သူကရပြီနော်ထည့်ပြီးသွားပြီဆိုတာနဲ့ okay ပြီ okay သွားပြီဆိုတာနဲ့ဒါရပြီနော်သူဒီအိုရှီယာတိုင်းကိုစားတော့တိုးတို့ခုကအခန်းလေးဖြစ်သွားလိမ့်မယ်နော်ပြီးသွားလိမ့်မယ်ဒါဆိုရင်ဒါပြသွားပြီနော်ဒါဆိုရင်ကက်လက်ချောက်ပြီးသွားပြီကိုငွေပေးချင်မဲ့ဒီခိုးစားလည်းပဲထိပ်သွားဆိုရင်ဒါဆိုရင် okay ပြီနော်သူဒီမှာပြောထားတယ်ပေါ့နော်ကတ်တူမိုးရှိခုံပြီရှင်းစာချူသူကဒီကက်ကိုပေးမပေးရသူကမသိသေးဘူးနော်ကိုကမရမသိသေးဘူးကိုကသူကရှင်းစာလုပ်တယ်မှာပဲ